ကောင်လေးတယောက်ကညာတိုင်းပြောလို့ရှိတယ်အဖွာတနေ့ကျရင်အဖွားကုန်ယူရစီမဲ့သူကျွန်တော်ဖြစ်လာစေရမယ်တဲ့အဲ့ဒီအခါအဖွားဖြစ်သူကတာတာရရလေးရေမောရင်းအခုလေအဖွားကမင်းအတွက်ကုန်ယူနေပါတယ်မင်းရဲ့ဒါပေမဲ့တွားပါကြီးကျယ်တဲ့အလုပ်တွေကိုလှုပ်ဆန်းပါအဖွားမင်းကိုယုံတယ်လို့ပြန်ပြောလို့ရှိတယ်သူတို့နှစ်ယောက်ဟာရွာလေးတစ်ရွာကတဲဆုပ်လေးထဲမှာပဲရိုးရိုးရှင်းရှင်းအတူတူနေထိုင်ကြတာပါသူအရွယ်ရောက်လာတော့မြို့တက်ဖို့ပြင်ဆင်တယ်ကျွန်တော်အောင်မြင်တဲ့သူတယောက်ဖြစ်ပြန်လာခဲ့ပါမယ်လို့လည်းသူကတိပေးခဲ့တယ်မြို့ပေါ်ကဘဝကတော့ခက်ခဲလာပါတယ်သူအချိန်ကြာကြီးအလုပ်လုပ်ရတဲ့အိတ်ချိန်နဲ့အချိန်ချင်းလည်းရှုံးနေခဲ့ရတယ်တခါတလေမှအဖွားကသူ့အတန်လေးကြားရဖို့အတွက်အိမ်နီးနားချင်းစီကဖုန်းကိုခဏငါပြီးဆက်တက်သေးတယ်အဖွားအရာအလုံးကမလွယ်ကူဘူးပြဒါပေမဲ့တနေ့ကျရင်အဖွားကုန်ယူရစေရမယ်လို့ကျွန်တော်ကတိပေးပါတယ်နှစ်တွေကုန်ဆုံးသွားခဲ့ပြီးတဖြည်းဖြည်းချင်းပဲသူတိုးတက်လာခဲ့တယ်ငွေကြေးတွေလည်းပြည့်စုံလာပြီးအခုတော့အိမ်ပြန်ရမယ့်အချိန်အဖွားကိုကုန်ယူစေရမယ့်အချိန်ပေါ်သူဟာပြုံးပြုံးလေးနဲ့ရွာထဲကိုကားမောင်းဝင်လာခဲ့တယ်ဒါပေမဲ့တခုခုတော့မှားနေပြီးလူတွေစုယုံနေကြပြီးငိုကြွေးနေကြတယ်သူ့နှလုံးခုန်တန်တွေမြန်လာခဲ့တယ်အဲ့ဒီညကအိုဟောင်းပြီးဆွေးမိနေတဲ့တဲအိုလေးဟာပြိုကျသွားခဲ့တာပါအဖွားကအဲ့ဒီထဲမှာရှိနေခဲ့တယ်သူတူးထောက်ကျသွားတယ်တစ်ချိန်ကသူဆွတ်ကစားခဲ့တဲ့အဲ့ဒီမြေပြင်ပေါ်မှာပဲအခုတော့အဖွားရဲ့ရုပ်လောင်းကရှိနေခဲ့ပြီးသူယူလာတဲ့ငွေကြေးတွေနဲ့ပြောင်းလဲနေတဲ့ကားကြီးကိုပြန်ကြည့်မိတယ်အဲ့ဒါတွေကရုပ်တရက်အတိတ်ပဲမရှိတော့ဘူးလုံးဝကိုအတိတ်ပဲမရှိတော့တာပါအဲ့ဒီငွေတွေကိုသူလုပ်ပေးနိုင်တာဆိုလို့အဖွားရဲ့အတူပါအတွက်သုံးလိုက်ရတာပဲရှိတယ်အရာအလုံးတိတ်ဆိတ်သွားတယ်အဲ့ဒီတိတ်ဆိတ်မှုထဲမှာပဲသူနားလည်သွားခဲ့တာကတင်ချမ်းသာအောင်စူးစမ်းနေတဲ့လက်ခီးမှာတင်ချရတဲ့သူတွေကိုနောက်မှချမ်းမထားခဲ့ပါနဲ့သူတို့ကိုလည်းတည့်ရအောင်မြင်မှုခရီးစဉ်မှာအတူတူပျော်ရွှင်ခွင့်ပေးပါဘာလို့လဲဆိုတော့တင်ကုန်ယူစီခြင်းတဲ့သူကဘေးမှာမရှိတော့ဘူးဆိုရင်အောင်မြင်မှုဆိုတာဘာမှအတိတ်ပဲမရှိလို့ပါပဲ